မင်္ဂလာပါ Rizalava BK YouTube channel ကအောင်တောင်းဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ပေါ့နော်ကျွန်တော် TikTok မှာတော့ဗီဒီယိုအတူလေးတင်လိုက်တယ်ပေါ့ဒီ running total အတွက်running total ဆိုတာဘာလဲဗီဒီယိုဟိုဘယ်လို formula ဘောနော် function လေးတွေကိုတုံးပြီးတော့ formula ဘယ်လိုရေးမလဲဆိုတော့ကျွန်တော်တင်လိုက်တယ်ပေါ့နော်ဒါပေမဲ့ TikTok မှာတော့ထုံးစံတိုင်းဗီဒီယိုတွေကပေါ့နော်ကျွန်တော်တို့ recent တူတူလေးတွေပဲတင်လို့ရတော့အဲ့ဒီမှာတချို့တွေကနားလေခြင်းမလဲမှာပေါ့နော်ကျွန်တော်ကအမြန်ပဲပေါ့နော်ဒီလိုအသုံးဝင်နေဆိုတော့တင်ရတော့ဒီ YouTube မှာကျတော့နည်းနည်းလေးများအခြေချက်ပြီး expand လုပ်ပြီးများပြောလို့ရမလားပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် YouTube ဗီဒီယိုလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီမှာပေါ့နော်တိပြီးသားသူတွေဆိုရင်လည်းဒါကိုရစ်လိုက်ပေါ့နော်အခုကျွန်တော်ကrunning total ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ခေါက်အရင်ရှင်းပြမယ်ပေါ့နော်ဒါအင်္ဂလိပ်လိုဗီဒီယိုတွေကတော့အများကြီးရှိပါတယ်running total ဆိုတာကျွန်တော်တို့ကအခုဒီမှာပေါ့ဗျာဒါဒီအောက်ကဟာတွေခဏထားလိုက်တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်နည်းနည်းသေးလိုက်မယ်နော်ဒီမှာဆိုဒါတွေsorry ဒါတွေရှိတယ်ပေါ့နော်ဒါအမောင့်တွေပေါ့ဗျာဟိုဈေးနှုန်းတွေဖြစ်စေကျွန်တော်တို့အသုံးစင်းရဲ့ပတ်စံတွေပဲဖြစ်စေပေါ့ဗျာဒါဥပမာပေါ့ဗျာနော်ဒီကောင်တွေအားလုံးပေါင်းလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော် sun နဲ့ကျွန်တော်ပေါင်းလိုက်မယ်ပေါ့နော် sun formula လောက်ကိုတော့လေဒါကိုကြည့်နေပြီဆိုတော့သိကြမယ်လို့ထင်ပါတယ်နော်ဒါကတော့ sun ကတော့ဘယ်လိုရေးလဲဆိုတော့ su equal to ဘယ် formula ကိုပဲရေးဘယ် function ကိုပဲရေးပေါ့နော်အရင်ဆုံး formula တစ်ခုရေးရမယ်သူရှေ့မှာ equal to ခံတယ်ပြီးရင် sun ဆိုရင် sun လို့ရေးလိုက်တယ်ရေးပြီးရင် ကွင်းစားလုပ်လိုက်တယ်ပြီးရင်ကိုစမှတ်ကနေစုံမှတ်ကိုဆက်လက်ပေးပြီးတော့ဆွဲချလိုက်တယ်စမှတ်ကဒီမှာ A3 ပေါ့နော် A3 ဒီအဆုံးဓာတ်က A14 ပေါ့နော်အဲဒါကြောင့်ဒီမှာ A3 ကနေ A14 ကိုကျွန်တော်လုပ်လိုက်တယ်ပေါ့နော်ဒီမှာ A3 ကနေ A14 ကိုလောက်လိုက်တယ်ဒါလုံးဝနားမလည်တွေ့လေကြည့်ရင်သဘောပေါက်တော့ပြောပြပါပေါ့နော်โอเคအဲ့လိုလောက်လိုက်ရင်ဒီမှာ914ဒါကဘာလဲဆိုတော့ net total လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဒါစုပေါင်း total ကြီးကိုပဲပေါ်ပြနေတာပေါ့နော်အဲဒါပေမဲ့ကျွန်တော် running total ဆိုတာကြတော့ဒီတကြောင်းချင်းစီအလိုက်ဒီနှစ်ခုပေါင်းရင်ဘယ်လောက်ရသွားပြီဒီတတိယအကြောင်းရရင်ဘယ်လောက်ရသွားပြီဒါဒီလိုလေးပေါ့နော်ဘယ်နှကြောင်းမြောက်ရရင်ဘယ်လောက်တိုးသွားပြီဘယ်လောက်ရော့ဘယ်လောက်တိုးသွားပြီပေါ့ဗျာလောလောဆယ်တော့ total တခုပဲပြောတော့အဲ့လိုမျိုးတွက်ချက်တာပေါ့နော်အဲ့လိုမျိုးတွက်ချက်မှုပေါ့နော်ဒါတွေကဟိုဘယ်လိုနေရာတွေမှာတုံးလဲဆိုတော့ကျွန်တော်တို့ဟိုအနေမှာကျွန်တော်တို့ဒီ balance တွေပါတွက်တဲ့ချိန်တို့အတိုးတွက်တဲ့ချိန်တွေပါတို့မှာတုံးတယ်ပေါ့ဗျာနော်ဒါပါတော့ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုရေးမလဲဆိုတော့ဒီတာမန်ပေါ့နော်အများစုသိကြတဲ့ sun function ကိုသုံးပြီးရေးမယ်ဆိုလဲရတယ်ဒါကတော့လုံးဝ basis ပေါ့နော်ဟုတ်ပြီကျွန်တော် sun နဲ့ရေးမယ်ဆို sun sun ကိုကျွန်တော်တို့က running total ရေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဆုံးတော့ A3 is to A3 ပေါ့နော် A3 ကနေပြီးမှ A3 colon A3 ပေါ့နော် A3 to A3 ဆိုရင်သူကနှစ်ခုရေးထားပေမဲ့လည်းဆဲတစ်ခွက်တည်းကိုပဲဆက်လက်မှတ်တာအဲ့ဒီ sun ဆိုတာသူဆက်လက်မှတ်ထားတဲ့ဒီထဲမှာရေးထားတဲ့ဆဲတွေထဲမှာရှိတဲ့တန်ဖိုးပေါင်းမယ် A3 to A3 ဆိုရင်အဲ့ထဲမှာရှိတာ30ပဲဖြစ်တော့အဖြေက30ပဲထွက်လိုက်မယ်ပေါ့နော်ဒီမှာ30ပဲဒါဆိုရင်ဒီအောက်ကိုရွှေ့လိုက်ရင်ဘာဖြစ်မလဲဒီနှစ်ခုပေါင်းရင်30ဖြစ်မယ်ပေါ့နော်ကျွန်တော်တစ်ချက်ရွှေ့ကြည့်မယ်မဖြစ်ဘူး20ပဲဖြစ်နေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာဒီ formula မှာပေါ့နော်ကျွန်တော်တို့ကဒီ A3 အောက်ကိုရွှေ့သွားရင်ပေါ့နော်ကျွန်တော်တို့ကဒီအိတ်စေးက auto ဒီလိုမျိုးဟိုပါပေါ့ဗျာကောက်လုပ်သွားပေးတာပေါ့နော်ပေါင်းသွားပေးတဲ့ system ရှိရပေါ့အဲ့ဒါဘယ်လိုလဲဆိုဥပမာဒါဆိုရင်ဒါ A3 ပေါ့နော်ဒီကောင်ကျွန်တော်အောက်ကိုဒီလို3ချောင်းဆွဲလိုက်ရင်ဒီမှာဆိုရင် A4 ဖြစ်သွားမယ်ဒီမှာဆိုရင် A5 ပေါ့နော်သူကအဲ့လိုမျိုးပေါ့နော်ဟိုအရှင်ပြောင်းပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါဆိုရင်ဒီအရှိတစ်ခုမပြောင်းဘဲနဲ့အရှိတစ်ခုကသေကြံခဲ့ဖို့လိုတယ်နောက်တစ်ခုပဲပြောင်းသွားဖို့လိုတယ်အဲ့ဒီလိုအရှိတစ်ခုအသေးကြံဖို့ဆိုဒီရှေ့မှာကျွန်တော်တို့ကဒေါ်လာ sign လေးနဲ့ဒါကို lock ခတ်လိုက်တာပေါ့ဗျာနော် absolute လုပ်တယ်လို့ခေါ်တယ် lock ခတ်လိုက်တယ်ဒီကောင်ကမပြောင်းတော့ဘူးဘယ်ကိုပဲရွှေ့အဲ့တော့ကျွန်တော်ပြမယ်နော်ဒီလိုဆွဲလိုက်တယ်ဒီမှာကြည့် formula A3 to A4 နောက်တစ်ဆွဲချမယ် A3 to A5 နော်အဲ့တော့ဒီကောင်အတွက်ကကျွန်တော်ကအဲ့လိုမျိုးဒေါ်လာဆိုင်လေးတစ်ခုချင်းရိုက်ထည့်ကြမလို့ဒါလေးကိုဆက်လက်ပေးပြီး F4 ဆိုတာကိုနှိပ်ပြီးတော့လေကျွန်တော်တို့အဲ့လိုထည့်လို့ရတယ်ပေါ့နော်โอเคဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအခုရပြီပေါ့နော်ဒီမှာအဲ့တော့
ဒီ formula တွေရဲ့ထုံးစံကတော့ဟိုဟာ excel ရဲ့ထုံးစံကတော့တစ်ခွက်ထဲမှာရေးပြီးရင်နောက်ခွက်တွေမှာတော့အဲ့လိုကြီးလိုက်ရေးနေကြမလို့ဘူး fade down နဲ့ copy လုပ်ပြီးဆွဲချလိုက်ရုံပဲပေါ့နော်ပြီးကျွန်တော်တို့ဒီမှာ data ရှိသလောက်ကျွန်တော်ဆွဲချလိုက်မယ်เนาะဒီမှာအကြောင်းရေးဆက်လေးအထိဘောနော် row ဆက်လေးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီလိုလေးတွေ့လားတပြေးပြေးချင်းတိုးလာရပေါ့နော်ဒီမှာတကယ်လို့ minus ဆိုရင်လည်းသူလျှော့သွားလိုက်မယ်ဗျ minus တန်မိုးဆိုရင်လည်းเนาะဒီမှာ203ကနေပြန်လျော့သွားတယ်လား minus တန်မိုးဆိုရင်လည်း okay ဟုတ်ပြီဒါပေမဲ့ဒီလိုရေးတာဒါလုံးဝ basis ဖြစ်တဲ့အတွက်ကိုသူကသူ့အားနေချက်ကကျွန်တော်တို့ကဒီကိန်းကနန်းဒါလေးနဲ့မပြီးပါဘူးကျွန်တော်တို့ဒီမှာဆက်ရက်ချပြီးကျွန်တော်တို့ထပ်ဖြည့်သွားကြရရှိတယ်ဥပမာကျွန်တော်ဖြည့်မယ်ဗျာနော်ထားပါတော့ဒီလုံးကြီးနေရှိဒီလိုတွေဖြည့်ပြီးဆိုရင်ဒီအချိန်နဲ့တပြေးညီပဲခေါ်မလားပေါ့နော် up to date ပေါ့နော်ဒီစရင်ဒီ row တစ်ခုဖြည့်လိုက်တိုင်းမှာဒီကောင်ကလိုက်မပြောင်းဘာလို့ဒီအောင်မှာ formula မရေးထားဘူးပေါ့နော်အဲ့တော့အဲ့လိုဖြစ်ဖို့ဆိုရင် formula တွေကိုကြိုချရင်ချမချရင်ဒီလိုမျိုးဖြည့်ပြီးတော့မှ formula အပေါ်က formula ရေးထားတာကိုဆွဲချမှရတာပေါ့နော်ပြီးရင်ကြိုဖြည့်တာဆိုရင်တော့ဒီလိုမျိုးပေါ့နော်ဒီလိုကြိုဖြည့်ထားလို့တော့ရတယ်ဒီအောက်ကိုပေါ့နော်ကျွန်တော်တို့အလုံးလုံးမဲ့ဟာအကြောင်းရင်100ရှိတယ်100ကျော်ဖြည့်ထားလိုက်အဲကြတော့အားနေချက်ကဘာဖြစ်နေလဲဆိုတော့ဒီမှာနော်ဟိုသူနောက်ဆုံးရှိကြတဲ့ဒီ net value တန်မိုးကြီးကိုဒီအောက်တွေမှာပဲပြပေးနေရပေါ့နော်အဲကြတော့အဲ့လိုမပြပေးဖို့ဆိုရင်ဒီဘက်ဘေးမှာဘာမှမရှိရင်ဒီမှာဘာမှမပြနဲ့ဆိုတော့ if function ကိုကျွန်တော်တွဲသုံးရမယ်ပေါ့နော်အဲကြတော့ if ကိုဒီရှေ့လေးမှာဒီစမ်းမြက်ရှေ့မှာကတ်ရေးမယ်ပေါ့နော် if ဆိုပြီးလောက်လိုက်မယ်ဂွင်းစားလောက်လိုက်မယ်ပြီးရင် logic ရေးမယ်ပေါ့နော် logic ကဘယ်လိုရေးမလဲဆိုတော့ကျွန်တော်တို့ a3 မှာ if a3 equal to nothing ပေါ့နော် nothing ဆိုတော့ဒီလိုမျက်တောင်ပို့ပေးနေခု a3 ကဘာမှမရှိဘူးဆိုရင်เนาะရှေ့မှာအဲ့ဒီ comma ရဲ့ရှေ့ဆုံးမှာ logic ရေးတယ် comma ရဲ့ဒုတိယမှာ true ပေါ့နော်ဒီဖြစ်စဉ်ကြီးမှန်တယ်ဘာမှမရှိဘူးဆိုတာမှန်တယ်ဆိုရင်ကျွန်တော်တို့ကလည်းဘာမှမပြနဲ့အဲ့ဒီကဲလို့ဒါဆိုရင် comma ရဲ့ဒုတိယမြောက်မှာကျွန်တော်တို့ဒီမှာဟို value true ပေါ့နော်ဒီမှာကျတော့ value false တကယ်လို့ a3 မှာတစ်ခုခုရှိတယ်ဆိုရင်ကျွန်တော်တို့ဒါကို argument လို့လည်းခေါ်တယ် parameter လို့လည်းခေါ်တယ်ပေါ့နော်ရှိတယ်ဆိုရင်တော့ဒါကိုပြပေါ့တစ်ခုခုရှိရင်ဒီရလက်ကိုပြတစ်ခုမရှိရင်ဘာမှမပြနဲ့ပေါ့နော်အဲ့လိုလုပ်ထားတယ်ပြီးရင်အဲ့ကောင်ကျွန်တော်တို့ကဟိုအောက်မှာအကွက်100ဆိုအကွက်100ကျွန်တော်တို့ဆွဲချထားလိုက်ဆိုရင်အဲ့ဆိုရင်တော့ကျွန်တော်တို့ကနောက်ထပ်ဖြစ်ရင်သူအလုပ်လုပ်မယ်ပေါ့နော်ဒီမှာကျွန်တော်ဖြည့်မယ်အလုပ်လုပ်မယ်ဒါပေမဲ့ကျွန်တော်တို့ကအကြောင်းရည်တွေကိုထောင်ချီတောင်းချီသိန်းချီကျွန်တော်တို့လုပ်တော့မယ်ဆိုရင်ဒီလိုကြီးဆဲတိုင်းမှာ formula တွေလိုက်ပါနေခြင်းอ่ะဒီ file ကိုလည်းလေးလံစီတယ် performance ကိုလည်းကျစီတယ်ပြီးရင်ကျွန်တော်တို့အလုပ်လုပ်တဲ့အချိန်မှာဒီ smart မဖြစ်ဘူး crew မဖြစ်ဘူးပေါ့နော်အဲကြတော့ကျွန်တော်တို့ကဒီတစ်ကွက်ထဲမှာပေါ့နော်အဲ့ဒီတစ်ကွက်လေးထဲမှာရေးယုံတယ်သူကသူအကြောင်းရင်တသိန်းပဲလားဘလောက်ပဲလားဟိုတသန်းပဲလားပေါ့ဗျာနော်ဟိုတစ်ခွက်ထဲမှာရေးုံနဲ့ရလက်ထွက်အောင်လို့ကျွန်တော်တို့လုပ်မယ်ပေါ့နော်အဲ့လိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့က scan ဆိုတဲ့ function ကိုသုံးရမယ်ပေါ့နော်အဲ့ဒီ scan လေးလိုမျိုးပဲပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဘယ်လိုသုံးမလဲဆိုတော့အရင်ဆုံး scan ကိုကျွန်တော်ကအရင်ဆုံး scan ဆိုတာကိုကျွန်တော်နည်းနည်းလေးပေါ့နော်ဟို TikTok မှာကျွန်တော်မရှင်းပြလို့ကျွန်တော်ဒီမှာရှင်းပြခြင်းတယ်ပေါ့နော် scan ရဲ့အလုပ်လုပ်ပုံကသူ့ရဲ့အလုပ်လုပ်ပုံလေးကိုကျွန်တော်နည်းနည်းရှင်းပြမယ် scan ဆိုပြီးရေးလိုက်ပြီး green စားလုပ်လိုက်ရင်ဒီမှာပေါ့နော်သူ့ရဲ့ဟိုဟာလေးတွေဒီပေါ့ပြထားပြီမလို့ဒီမှာဟိုသူ argument လေးတွေဒီပထမဆုံး initial value ဆိုတာစမှတ်ပေါ့နော်စမှတ်ဆိုဘာမှမစရတဲ့အတွက်ဦးကျွန်တော်တို့က0လို့အမြဲတမ်းတတ်မှတ်မယ်ဒါကျန်တဲ့ဒီ test နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကဒီလို nothing ဆိုပြီးထည့်ရမှာရှိရပေါ့နော်ခုတော့ကျွန်တော်0လို့တတ်မှတ်မယ်ပြီးရင် array ဆိုတာကျွန်တော်တို့အလုပ်လုပ်မဲ့ range ပေါ့နော်အလုပ်လုပ်မဲ့ range ထဲက data တွေကို array လို့ခေါ်မယ်အဲ့တော့ကျွန်တော်တို့က a3 ကနေနော်ကျွန်တော်တို့က a ခု10ရာထောင်ကောင်းသိ a တသိန်းအထိဆိုပြီးကျွန်တော်တို့သတ်မှတ်လိုက်မယ်ပြောအဲ့တော့ဒီ0ကနေဒီ array ဒီတစ်ချောင်းသူကတစ်ချောင်းချင်းစီကို looping လုပ်ပြီးတဖြည်းဖြည်းတက်သွားပြီးမှသူကသူအလုပ်လုပ်ပေးသွားမှာပေါ့နော်အဲ့ဒီဟုတ်ပြီသူကအဲ့လိုရေးပြီးပြီဆိုရင်ကျွန်တော်တို့ကတတိယမှာ function ဆိုတဲ့ဒီ argument မှာကျွန်တော်ကများသောအားဖြင့်ကျွန်တော်က lambda ဆိုတော့ကျွန်တော်တို့သုံးရမယ်ပေါ့နော်အဲ့ဒီ lambda ကိုတော့ကျွန်တော်ခဏနေအချိန်ရရင်လည်းတက်ရှင်းပြမယ်
အချိန်များရင်လည်းသူကတော့ရိုးတယ်ပုံတေလေးတာမှတ်ထားတာ NAM B DA ပေါ့နော်အခုတခါလေးရှင်းပြလို့လည်းရတယ် lambda သူခွင်းစားလောက်လိုက်ပြီး parameter ဆိုတာသူကတက်မှတ်ပါတယ်တက်မှတ်ပါဆိုရင်ဒီမှာသူကသူ့ရှေ့ရကောင်တွေကိုလိုက်တက်မှတ်ပေးတာအဲ့တော့ဒီ lambda ရဲ့ရှေ့ဆုံးမှာတခုတက်မှတ်လိုက်မယ်ဒီ0ကိုတက်မှတ်မယ်0ကိုသူကဒီရှေ့ဆုံးမှာရှိတဲ့ဟာကိုစားပြုတယ်ဒီရှေ့ဆုံးမှာဆိုကျွန်တော်အဲ့ကောင်စမှတ်ဖြစ်တဲ့အတွက် step ပေါ့နော် s ထည့်လိုက်မယ်ပြီးရင်နောက်တစ်ပြီးရင်ဒီကောင်ကိုကျွန်တော်ကဒီကောင်ကိုစားပြုတဲ့ code တစ်ခုလောက်လုပ်မယ်ဒီကောင်ကိုစားပြုတဲ့ code ကကျွန်တော်တို့က A ဆိုပြီးကျွန်တော်လုပ်လိုက်မယ်လုပ်လိုက်ပြီးရင်ဒီတက်တရမှာလည်းတကယ်လို့ဒီမှာတွေကနောက်တဲ့ auto မျိုးတွေရှိနေအောင်မယ်ပေါ့နော်နောက်တဲ့ဒီ parameter တက်မှတ်ဖို့အတွက်ရှိနေအောင်မယ်ဆိုတော့ထပ်တက်မှတ်လောလောဆယ်က parameter ဒီရှေ့မှာတစ်ခုဒီ range ပေါ့နော်ဒီ range နဲ့ဆိုနှစ်ခုပဲရှိတဲ့အတွက်ကျွန်တော်တို့ကရပြီနှစ်ခုပြီးရင်ရှင်းလေးပဲဒီ initial နဲ့ s နဲ့ a ကိုကျွန်တော်ကပေါင်းပေးလိုက်ရုံပဲအဲ့လိုလုပ်ပြီးရင် lambda ကိုခွင်းပိတ်မယ်ပြီးရင် scan ကိုခွင်းပိတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဖြေထွက်ပြီပေါ့နော်အဲ့တော့သူ့ရဲ့အလုပ်လုပ်ပုံကတော့ဒီ s ပေါ့နော် s နဲ့ a နဲ့ဒီ a ဆိုတာဒီဟာကြီးတစ်ခုလုံးကိုစားပြုတာမဟုတ်ဘဲနဲ့ဒီ a3 နောက်တစ်ခေါက်ကြာရင်သူက a4 ဒီ a က a တသိန်းကြီးကိုသူကတကြောင်ချင်းစီကိုစားပြုပြီးတော့တဖြည်းဖြည်းချင်းလှုပ်သွားတာဒီဟာကိုကျွန်တော်တို့မမြင်ရဘူးပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်အကြရင်ကျွန်တော်တို့ကသူ့လှုပ်ပုံဘယ်လိုဖြစ်သွားလဲဆိုတော့အရင်ဆုံး ds က0ဒါက a ကကြတော့ a3 အဲ့တော့ဒီ0နဲ့ a3 တွေကတန်ဖိုးနဲ့ပေါင်းလိုက်ရင်ဒီမှာ0နဲ့ a3 တဲ့ a3 မှာကဗာလဲကျွန်တော်တို့က10ဟုတ်ပြီအဲ့ဒါပြီးရင်ဒီဖြစ်စဉ်တစ်ခုပြီးသွားပြီဆိုရင်စမှတ်က0မဟုတ်တော့ဘူး10ဖြစ်သွားပြီအဲ့ဒါဆို10ရဲ့ a ကကျတော့ a4 ဖြစ်သွားပြီ a4 မှာကျတော့20ဆိုစမှတ်က10ဒီ a က a4 တွေကတန်ဖိုးဖြစ်တဲ့အတွက်ကို20နဲ့ပေါင်းလိုက်တယ်အဲ့လိုမျိုးနဲ့သူက loop လုပ်ပြီးတော့3သိန်းဆိုရင်3သိန်းအထိသူကတူနောက်ွယ်ကလောက်သွားဖြစ်တဲ့အတွက်ဆက်ကလည်းမလေးဘူးပေါ့နော်ဒါပေမဲ့ခုနအဲ့တော့ဒီတစ်ကွက်သေးပြီးုံနဲ့ဒီတစ်ကွက်လေးသေးရေးုံနဲ့အကြောင်းရင်3သိန်းလုံးမှာအမှထဲ့ကျင်တာတဲ့ကြိုက်တဲ့လောက်ထက်ဒီမှာတကူတူပြပေးလိုက်မယ်โอเคဒါပေမဲ့ခုနကလိုပဲတသိန်းစာလုံးကိုသူကဒီနောက်ဆုံးရတဲ့တန်ဖိုးကြီးကိုအကြောင်းကြီးပြပေးနေရပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကအဲ့လိုမပြပေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ကခုနကဟိုမှာသုံးသလိုပဲ if ကိုကျွန်တော်တို့ကထည့်ရမယ်ပေါ့နော် if ဒီကောင်ကြီးတစ်ခုလုံးကရလက်တစ်ခုအနေနဲ့စိတ်ထဲမှာမှတ်ထားနော်ဒီကောင်ကြီးတစ်ခုလုံးကတစ်ခုတည်းလို့မှတ်ထားလိုက်ဟုတ်ပြီကျွန်တော်တို့က if ထဲမှာဆိုရင်သူကကြတော့ဒီ comma ရဲ့နောက်ဆုံးက value for ထဲမှာဒီကောင်ကြီးတစ်ခုလုံးကအကျုံးဝင်မယ် if ခုနလိုပဲ a3 တူကြတော့ဟို array နဲ့သွားတာဖြစ်တဲ့ a3 to a ခု10ရာထောင်တောင်းသိန်း a3 to a တသိန်းထဲမှာ equal to ဘာမှမရှိတာပါတယ်ဆိုရင်အဲ့မှာပြီးရင်ကျွန်တော်က value is true ဆိုတဲ့ argument မှာကျွန်တော်တို့ကဘာမှမရှိဆိုတာကိုထည့်ပေးလိုက်တကယ်လို့တစ်ခုခုရှိတယ်ဆိုရင်တော့ဒီ scan ရဲ့ရလဒ်ကိုထည့်ပေးပါတော့ကျွန်တော်ကအဲ့လိုလုပ်လိုက်ပြီဆိုတာ ਨੇ yes ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတသက်ရပဲဒီလိုလေးဖြစ်သွားပြီပေါ့နော်ကျွန်တော်အဲ့မှာကြိုက်တဲ့လောက်ထည့်ချင်တာတဲ့နော် okay okay ဒါဆိုရင်ကျွန်တော်တို့ running total 3တာရယ်ကျွန်တော်တို့เนาะဒီမှာကျွန်တော်ရေးသွားတဲ့ဒါကတော့900အထိပဲကျွန်တော်ရေးထားတယ်ဒီ900နေရာမှာ3သိန်းပဲထက်တဲ့3သန်းပဲထက်တဲ့ထည့်လို့ရရပေါ့เนาะဒါကတော့ running total ကိုဘယ်လိုရေးလဲပေါ့เนาะ if ရဲ့ scan ရဲ့ lambda ရဲ့ကိုတုံးပြီးတော့အကွက်တစ်ကွက်ထဲမှာ running total ကိုဘယ်လိုရေးလဲ running total ဆိုတာဘာလဲဆိုတာကိုကျွန်တော်ရှင်းပြတယ် YouTube video လေးပဲဖြစ်ပါတယ်အဲ့ဒီမှာနောက်ဆက်တွဲ video ထပ်လာမယ်ဆိုရင်လည်းကျွန်တော်ဒီ running ဒီမှာပေါ့နော် running balance ပေါ့နော်ကျွန်တော်တို့ဒီအသုံးစရင်အဝင်အထွက်စရင်လေးတွေကိုအရှင်ဘယ်လိုလုပ်လဲဆိုတာကိုလည်းကျွန်တော်ဒါကြတော့ဒီဟာလေးတွေကိုဘယ်လိုတိဆောက်လဲဇာတ်လေးဘယ်လိုဆွဲလဲပါမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုပုတ်ကြမှာလာမယ်ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ